အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဖျော်ရည်ဖျော်တောက်မယ် let's go ငယ်လေးမျိုးဖြစ်သွားမယ်ဒါတော့နက်နက်တီဒါတော့ပန်းတီစံကစ်တင်နဲ့လိမ့်မော်ဒီပါဟာဒါသိလိုက်မှာဘယ်ရှင်ဒါတော့ကျမရဲ့လက်ဆွဲတော့ထားလက်ထိထားရတာပေါ့လက်ထိထားရတာပေါ့ဒါကတော့တမျိုးသီးပါဒါတော့နက်နက်တီပါဒါတွေကခွာပြီးသားဆိုတော့ထည့်လိုက်ရုံပဲခဲခုစားမှာဆိုတော့လက်အိတ်မထည့်တော့တော့ရေးစီထားပြီးသားအန်နီကိုပါရီလုံနေလေလားမမေးနဲ့လုံချင်တာကြီးလုံနေတာပါ ရှိသမျှဟာလည်းအကုန်ထည့်ပြီးတော့ကျိတ်နေပါပြီဒါကတော့အဖက်လေးထွက်နေပြီပေါ့နော် စိတ်တာကတော့10မိနစ်တောင်မကြာပါဘူးခလာလေးနဲ့တစ်ခွက်ရပါတယ်ဆေးရလေးတစ်ခုပဲသူကအလိုရှုပ်တယ်ပေါ့နော်တောက်တာလည်းမြန်တယ်ပေါ့နော်ဒါနဲ့ဗီဒီယိုကတော့ခေါင်းမပြောတော့တစ်ခိုင်ကြည့်ပေးကြပါကောင်းပြည့်နေသူပါရုပ်ချောလေးနဲ့တောက်ပါပြီကျေးဇူးများတင်ပါတယ်ဗီဒီယိုခဏလေး အင်္ဂါကိုရကြလည်းတောက်ချင်ဆိုထပ်ဖြော့ပါလေတနည်းနဲ့တီးပါလို့ဟုတ်မနော်အမြုပ်လေးနဲ့